အားလုံးပဲမင်္ဂလာပါမုံငိုအတန်တိတ်မဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကမ္ဘာဈေးအကြီးဆုံးကားတွေထဲကစိန်ခံကားစီးဖြစ်တဲ့ရိုးလိုက်ရဲ့အကြောင်းကိုကျွန်တော်ပြောပြပြီးတော့မှဖြစ်ဖွားတယ်ကျွန်တော်တို့ကားရဲ့အကြောင်းကိုမပြောခင်ရိုးလိုက်ရဲ့ဖြစ်ပေါ်လာတဲ့ပုံကိုကျွန်တော်တို့လေ့လာကြည့်ရအောင်ဗျKennedy ရိုက်နဲ့ရှာတဲ့ Rose ဆိုတဲ့တငယ်ချင်းတစ်ယောက်ကနေဖြစ်ပေါ်လာတဲ့ကားစီးဖြစ်ပါတယ် Kennedy ရိုက်ဟာအင်ဂျင်နီယာတူဖြစ်ပါတယ်ရောက်ချစ်84ခုနှစ်မှာသူ့ရဲ့ကိုယ်ပိုင်အင်ဂျင်နီယာလုပ်ငန်းကိုစတင်ခဲ့ပြီးတော့မီးစက်တွေနဲ့လက်စီဂရိတ်တွေကိုထုတ်လုပ်ခဲ့ပါတယ် Rice ဟာအကောင်းဆုံးဆိုတဲ့ယာကိုယူပြီးပိုကောင်းအောင်လုပ်ပါဆိုတဲ့စိတ်ဓာတ်ကိုအမြဲလက်ကင်ထားသူပါသူဟာ1904ခုနှစ်မှာသူဝယ်စီးတဲ့ကားရဲ့အရက်သွေးကိုမကျေနပ်လို့သူရဲ့ပထမဦးဆုံးကိုယ်ပိုင်ကားဖြစ်တဲ့ Right 18P ကိုတီဆောက်ခဲ့ပါတယ်ရှာရိုက်ရူကတော့ရှမ်းတာတဲ့မိသားစုကစင်တက်လာပြီးတော့ကားပြိုင်ပွဲဝါသနာပါတဲ့မော်တော်ကားရော90တူဖြစ်ပါတယ်ဒီတိတ်မှာကားရောဝယ်ပြခန့်ဖွင့်လှစ်ထားပါတယ်သူရဲ့ရည်မှန်းချက်ဟာရဲသွေးမြင့်မားတဲ့ပြီးကျထုတ်ကားမျိုးကိုရောက်ချခြင်းသူဖြစ်ပါတယ်1904ခုနှစ်မေလ4ရက်နေ့မှာရှာရိုက်ရူနဲ့ Henry Wright တို့ဟာမက်ဆက်စတာမြို့ကဟိုတယ်မှာပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။ Wright ရဲ့ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ Wright 10HP ကားကို Ron ကစမ်းသပ်ကြည့်တဲ့အခါအင်မတန်ထင်ကြီးသွားပါတယ်။ Ron ဟာ Wright ထုတ်လုပ်မှုနိုင်တဲ့မြကားအားလုံးကို Ron Wright ဆိုတဲ့မြေနဲ့ရောင်းချခွင့်ရဖို့သဘောတူညီခဲ့ကြပါတယ်။ဒီလိုနဲ့အင်ဂျင်နီယာကျွမ်းကျင်မှုနဲ့စီးပွားရေးပြူဟန်ကျွမ်းကျင်မှုတို့ပေါင်းစပ်ပြီးတော့ Ron Wright ဆိုတဲ့အမတ်တစိစတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရုံးရိုက်ကားရဲ့အရင်သွေးနဲ့ယုံကြည်စိတ်ချရမှုကြောင့်ကမ္ဘာစံချိန်တင်အောင်မြင်မှုတွေရခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာအကောင်းဆုံးကားဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီးတော့ရိုးရိုက်ရဲ့ဂုဏ်သတင်းကိုကမ္ဘာနာကကျေပြန့်စေခဲ့ပါရဲ့။ဒါကြောင့်ရိုးရိုက်ဟာမတူညီတဲ့စိတ်ကူးနှုတ်ကိုပေါင်းစပ်ပြီးပြိုင်ဖက်ကင်းတဲ့အရင်သွေးနဲ့ထေဝါမှုကိုဖန်တီးခဲ့တော့သမိုင်းဝင်အမှတ်တစိတစ်ခုအဖြစ်ဒီနေ့ခေတ်အထိရည်တည်နေတာဖြစ်ပါတယ်။ရိုးရိုက်ရဲ့ကားအကြောင်းကိုစပြောရမယ်ဆိုရိုးရိုက်ကားဆိုဒီမှာစိန်ခံကားလောကရဲ့တရဖူစောင်းပြင်းတပါဟုတင်စားရပါတယ်။အဲဒီကားဟာရိုးရှင်းသည့်တယူပို့ဆောင်ရေးရင်မြတာမဟုတ်ဘဲနဲ့အနုပညာလက်ရာအင်ဂျင်နီယာကျွမ်းကျင်မှုနဲ့ခန္ဓာထေဝါမှုတို့ရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။ရိုးရိုက်ကားရဲ့ရှေ့ဖျားမှာတွေ့ရတဲ့ရန်တန်းနေဟာမျိုးသမီးရုပ်ရွေးကိုတွေ့ရှိရမှာဖြစ်ပါတယ်။အဲဒီရုပ်လေးဟာရိုးအလားစင်ပြစီမဟုတ်ဘူး။ချစ်မိရိုးရိုက်တွေမှာဆိုရင်ဒီရဲ့ရုပ်ကိုတစုံတရာထိတွေ့မိသည်ဖြစ်စေအန်ဒီရဲ့ရှိသောအခြေအနေမျိုးကိုဂျုံတွေ့ရသည်ဖြစ်စေကားချစ်ဖုံးတဲ့ကိုအလျော်လျောက်ပြန်လဲဝင်ရောက်ပိုးဟောင်းသွားတဲ့ဒီစနစ်ပါဝင်ပါတယ်ရိုးရိုက်ကားပြီးတစ်ချောက်တွေရှိရတဲ့တက်ရဲ့လှပတဲ့မြေချောင်းကိုစက်ရုပ်တွေစက်ကရိယာတွေနဲ့ဆွဲတာမဟုတ်ဘဲနဲ့ကဘာပေါ်မှာလူတစ်ယောက်ထဲကသာလက်ဖြစ်ဆေးဆွဲပေးတာဖြစ်ပါသူရဲ့နာမည်ကMask ခေါ်လို့ခေါ်ပြီးတော့အလုံးတိကျတင်တတ်တော့ဆေးဆွဲမှုကြောင့်နာမည်ကျော်ကြားပါတယ်ဒီလိုလှုပ်ချင်းအဖြစ်ရိုးရယ်ဟာစမှုထက်လက်မှုပညာကိုဘလောက်တန်ဖိုးထားတယ်ဆိုတာကိုပြသခြင်းဖြစ်ပါတယ်ရိုးရယ်ကားမြတ်ကိုကော်စောနီပေါ်မှာစီးနေရတဲ့ကဲတော့တတောင်တတရှိတယ်ဟုတ်တင်စားကြပါတယ်သူရဲ့စိုင်းသေးစနစ်ဟာအလို့အမေအယုတ်ခံနိုင်စွမ်းရှိပြီးတော့ကားထဲမှာနေထိုင်သူတယောက်ယောက်ကကိုယ်လေးချိန်ကိုဘေးတစ်ဖက်ကိုရွေးလိုက်ရင်တော့ချက်ချင်းကြီးယူပေးနိုင်တဲ့အထိတိကျဒေတာပါတယ်လို့ဆိုပါတယ်။ကားတွေကဟာလည်းအပြင်ကစူးညံတန်းတွေကိုလုံးဝမကြားရတော့တိတ်ဆင့်လုံးပါတယ်။ဟိုးလိုက်ကားတွေရဲ့တမိုင်းတစ်လျှောက်ထောက်လုပ်ခဲ့တဲ့မြကားအားလုံးရဲ့60ရာခိုင်နှုန်းကျော်ဟာဒီနေ့ခေတ်အထိလမ်းပေါ်မှာကောင်းမွန်စွာပြေးဆွဲနေစေဖြစ်တယ်လို့သိရပါတယ်။ဒါဟာသူတို့ရဲ့အင်ဂျင်နီယာနဲ့တည်ဆောက်မှုအရေးတွေဘယ်လောက်မြင့်မားတယ်ဆိုတာကိုတပ်တီပြနေတာဖြစ်ပါလေ။ရိုးတဲ့ကားပေတွေရဲ့အလေပူမှရှိတဲ့ RR logo ဟာဒါဘလို့ပဲပြင်းနေပါစေအမြဲတမ်းတောင်းလိုက်အနေထားတဲ့မလုံးမရက်ပဲတည်ရှိနေပါလေ။ဒါကတော့ရိုးတဲ့ရဲ့အသေးစိတ်ကြားတဲ့ဒီဇိုင်းပိုင်းဆိုင်ရာထူးခြားချက်တစ်ခုဖြစ်ပါလေ။ရိုးတဲ့ကားဟာကမ္ဘာပေါ်မှာကောင်းဆုံးတဲ့ဇေယျခံဆုံးကားဖြစ်ရာစုနှစ်ကျော်စွာရည်တည်နိုင်ခဲ့ပြီးတော့ရိုးရာလက်မှုပညာနဲ့ခင်မီနည်းပညာတို့ကိုပေါင်းစပ်ထားတော့မော်တော်ကားလောကရဲ့ကန္နဝေယမွေနဲ့တည့်ရဖြစ်ပါတယ်။နောက်ကျရိုးလိုက်ကဟာပတ်စံချီချိုင်းဝယ်လို့ရတဲ့ကားလည်းမဟုတ်ပါဘူး။ကိုရဲ့ပတ်စံကိုဘယ်ရလာတဲ့ဆိုတဲ့ကောက်ချက်တွေကစပြန်လဲဖော်ထုတ်ပါတယ်။
ဒါဆိုရင်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးတက်လိုက်ကြရအောင်ဗျနောက်ပြကူးစတာတွေတင်ဆက်ပေးဦးမှာမို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားကြပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ